အားလုံးပဲမင်္ဂလာပါကျွန်တော်ပိုင်းခက်မှန်းချက်များအစီအစဉ်မှာပြန်လည်ပြီးကြိုဆိုခဲ့ပါတယ်မနေ့ညတော့ကျွန်တော်တပွဲရှိလို့ဖရီဝဲမရွေးခဲ့ဘူးဆိုရင်ပဲကျွန်တော်မမာတွေကတော့ပုံမှန်တိုင်းပဲဆက်လက်ပြီးတော့အောင်ပွဲခံစေပါကျွန်တော်မနေ့ညကမမာပွဲစဉ်တွေမှာကျွန်တော်နိုင်ပေးပွဲကိုစပါကူအော့ယူပေးခဲ့တယ်အပြည့်အအောင်ခဲ့တယ်နောက်ပွဲကြရင်ပြန်ပြီးကြော်ပြီးရစားပွဲကိုတော့ကျွန်တော်မနေ့ညတော့ဒီစပါဘောယူပေးခဲ့တယ်ပေါ့နော်ဝါစီနဲ့ပြီးခဲ့လို့အပြည့်အောင်ခဲ့ပါတယ်မင်းညာကကျွန်တော်ချိုးမှန်ပါလေဆိုရင်ပေါ့နော်ကျွန်တော်စမားဘော်ယူပြီးတာကိုတိတ်ပြီးတော့မကြိုက်ကြဘူးပေါ့နော်ချိုးဆိုလဲဒါ live ကစားမှန်ပါရရှိရပေါ့နော်ဒါထားပါဒီတိုင်းကကိုအတွင်းနဲ့ကိုပေါ့နော်ကျွန်တော်ဒီ star ဆိုတာပွဲချိုခမှန်ပေးရလို့ဒီပါကျွန်တော်လည်းအပိုင်ပွဲဆိုပြီးတရားမသိဘူးပေါ့နော်ကျွန်တော်ရှိမှာပွဲလာပွဲမိတ်ဆွေညီကိုဆိုတာလဲကျွန်တော်အကြိုက်တူရင်တင်ကစားမယ်အကြိုက်မတူတဲ့ပွဲဆိုတော့ပပကစားမယ်ပေါ့နော်ဒါမျိုးကသူတို့တက်ကောင်းပါတယ်ကျွန်တော်လည်းကောင်းတယ်ပေါ့နော်မင်းညာဆိုရင်ဒီ Manchester United ပြည်သက်တွေကတော့ကျွန်တော် PS ဘာဘော်ဒီကိုတိတ်မကြိုက်ပပပဲကစားကြရလို့ကျွန်တော်ပြောကြရတယ်ပေါ့နော်ပပပဲကစားသည်ဖြစ်စေထူးထူးကစားသည်ဖြစ်စေကျွန်တော်မင်းညာကတော့ကျွန်တော်ရောစားပွဲကအပြည့်အောင်ခဲ့ပါတယ်မမရဆိုရင်ကျွန်တော်ရောစားပွဲကစရိုက်အောင်ခဲ့ရကျွန်တော်9ည8ညတိတိရှိပြီပေါ့နော်ပြီးခဲ့တဲ့9ညပြီးခဲ့တဲ့ကျွန်တော်ဒီအင်္ဂါနေ့ညစပြီးတော့မပြတ်ခဲ့ဘူးအင်္ဂါညကကျွန်တော် Sibira ဘော်ဒီရွေးခဲ့တဲ့ Last Permanent ပွဲစဉ်မှာ Sibira 1-0နဲ့အောင်ခဲ့တယ်နောက်ဘော်လူညမှာဆိုရင်ဒီရီယယ်နဲ့မာရော့ကပွဲစဉ်မှာကျွန်တော်မာရော့ကဘော်လီယူပေးခဲ့တယ်ကျွန်တော်တို့မာရော့ကရီယယ် 2-1 ဖြစ်လို့မာရော့ကပြ80ဆိုတော့အောင်ခဲ့တယ်နောက်ကျွန်တော်တို့ဒီကျွန်တော်လေးညမှာဆိုရင်ကျွန်တော်အိုဆာဆူနာနဲ့အက်တလက်တီကိုပွဲစဉ်မှာကျွန်တော်အိုဆာဆူနာဘော်လီယူပေးခဲ့တယ်အိုဆာ 2-1 နဲ့အောင်ခဲ့လို့အပြည့်အောင်ခဲ့တယ်နောက်တောက်ကြညမှာဆိုရင်ကျွန်တော်တို့အစတွန်ဗီလာနဲ့စပါပွဲစဉ်မှာကျွန်တော်အစတွန်ဗီလာဘော်လီယူပေးခဲ့တယ်အစတွန်ဗီလာ 2-0 နဲ့အောင်ခဲ့တယ်နောက်ကျွန်တော်စနေညမှာဆိုရင်အော့စပန်နဲ့ဂျူနီယာဘာနဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းဘော်ယူပေးခဲ့တယ် 2-1 နဲ့အောင်ခဲ့တယ်နောက်သူတို့ညမှာဆိုရင်မွန်ဆာနဲ့အမ်ပိုလီတင်းရဲ့ပွဲစဉ်မှာကျွန်တော်အမ်ပိုလီဘော်ယူပေးခဲ့တယ်3-1 နဲ့အောင်ခဲ့တယ်နောက်တင်းလာညဆိုရင်ကျွန်တော်ဘရိုက်တန်နဲ့လီဗာပူးပွဲစဉ်မှာကျွန်တော်ဘရိုက်တန်ဘော်ယူပေးခဲ့တယ်3-2 နဲ့အောင်ခဲ့တယ်နောက်အင်္ဂါညဆိုရင်ကျွန်တော်တို့ခရစ္စတယ်ဘယ်လီနဲ့ဥဘာနန်ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းဘော်ယူပေးခဲ့တယ်4-2 နဲ့အောင်ခဲ့ပါတယ်မနေ့ညဆိုရင်ကျွန်တော်စပါနဲ့ယူနိုက်တက်ပွဲစဉ်မှာကျွန်တော်စပါဘော်ယူပေးခဲ့တယ်စပါ1-0 နဲ့အောင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီရက်ပိုင်းထဲမှာကျွန်တော်ရောစားပွဲတွေကစတိုက်ကိုအောင်မြင်လို့ကျွန်တော်ရဲ့မန်မာဝင်တွေတေချာပေါက်အချိုးရှိခဲ့မှာပါဖရီဝဲတွေကတော့ကျွန်တော်ဒီပိုင်းထဲမှာနားလိုက်ကြားလိုက်နေဖြစ်လို့အရင်ကြီးတော့ဒီဖရီဝဲကစားရင်ဒီကိုတော့တိတ်ပြီးတော့အချိုးမြတ်ရှိမယ်လို့ကျွန်တော်မထင်ပါဘူးအဲ့တော့ပြီးတော့ဒီညတွေမှာပွဲစဉ်တွေကတပွဲတစ်ပွဲပဲရှိရမလို့ကျွန်တော်ဖရီဝဲရှိမှုတွေရတယ်ပေါ့နော်ရှိလိုက်မရှိလိုက်ကြောင်းမလို့record တွေကတိတ်မကောင်းဘူးပေါ့နော်ပုံမှန်အဖြစ်တော့နိုင်မေးပွဲရတယ်တိတ်မကောင်းဆိုပေမဲ့မင်းညကတော့နိုင်မေးပွဲအောင်ခဲ့ပါတယ်အဲ့တော့ဒီမင်းညပွဲမှာဆိုရင် Man United အနေနဲ့ကျွန်တော်ဒီပြီးခဲ့တဲ့ Champions League တော့အာဆင်နယ်အသင်းပုံစံမျိုးဖြစ်သွားတာပေါ့နော်အာဆင်နယ်အသင်းဆိုလည်း Champions League မကန်ခင်မှာကျွန်တော်ဖုံးမောက်တဲ့ပွဲစဉ်မှာလူဆုံထုတ်ပြီးတော့တဲတန်ကစားသွားရတယ်ပေါ့နော်ပြီးတော့ဖုံးမောက်ကိုမနိုင်ဘူးရှုံးသွားတယ် Champions League မှာထပ်ပြီးရှုံးတယ်ပေါ့နော်ကစားသမားပွဲပန်းပြီးတော့ပြီးရညUnited ပွဲစဉ်မှာဆိုလည်း United က Chelsea အသင်းကိုအတဲတန်ကစားသွားရပြအမှတ်လည်းမလိုဘဲနဲ့ပေါ့နော်လူဆုံထုတ်ပြီးတော့အကျိတ်နဲ့ကစားသွားတယ်ပြီးတော့ရှုံးသွားတာပဲနောက်ပြီးတော့အဲ့ညကစားခဲ့တဲ့လူတွေကမင်းညစပါပွဲစဉ်မှာပွဲပန်းမှုတွေကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အရင်ကြီးတက်လို့မကောင်းမနဲ့ပွဲပန်းမှုတန်တွေခံလိုက်ရတယ်ပေါ့နော်အဲကြောင့်မလို့မလိုဘဲနဲ့ကိုတင်ကအမှတ်လည်းမလိုဘဲနဲ့လူစင်းများထုတ်သွားတဲ့ဒီ United အသင်းနေနဲ့သူတို့ရဲ့အကျိုးကျေးဇူးကိုပြန်ပြီးခံစားရတယ်လို့ကျွန်တော်ယူဆရပြအဲ့တော့ဘလို့ပဲ United ကိုတရားတုံးလို့ကြွလာတဲ့ United ကယူပါလီမှာလို့ကြွလာတဲ့ United ကမင်းညာတော့တပွဲနဲ့ကိုဘောသမားတွေရောဘုံသမားတွေရောရက်ချသွားတယ်လို့ကျွန်တော်မြင်ပါတယ်ဘလို့ပဲကျွန်တော်မမလေးဆက်လက်ပြီးတော့အစီအမံလေးကျွန်တော်ဝန်တာရမယ်လေတချို့ညီကိုတွေကျွန်တော် page ကပေးသက်တွေမင်းညာကတိရိုက်များခဲ့တာကိုကြားတော့စိတ်မကောင်းပါဘူးအဲ့တော့ကျွန်တော်တို့ဒီစီရီမှာတော့ကျွန်တော် free word တွေကောင်းကောင်းရွေးချယ်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကြီးကိုများကိုပြန်လည်ပြီးကြိုးရှိစေဖို့တေချာပေါ့စူးစမ်းတော့ပါမယ်အဲ့တော့ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ဗီဒီယိုလေးကိုဒီလောက်နဲ့ကျွန်တော်ဝင်ပြပါခဏ